လားရှင်ထင်းသီးမြဝီနန်းစင်မွေမဟာဂီတအစီအစဉ်ကိုစောင့်စားအားပေးနေကြတဲ့ချစ်ပြည့်တဲ့အပေါင်းချစ်သေးမင်္ဂလာအဖျားဖျားနဲ့ပြည့်စုံကြပါစေရှင်ဒီကနေ့တင်ဆက်ပေးမယ့်ဒီသချင်းကတော့မြတ်တုံငယ်စိမ့်လူအစချီရေသွန်းရာသီဘွဲ့သချင်းဖြစ်ပါတယ်ရှင်ຫນွေဦးရာသီရဲ့တာယာလှပမှုသဘာဝများနှစ်သိကူးချိန်ခါသမီးမှာပျော်ရွှင်စွာရေပတ်ဖြန်းလျက်မင်္ဂလာယူကြပုံများမွေးရနဲ့တင်းပြန်ကြိုင်လိုက်နဲ့ပန်းများပွင့်ဖူးကြပုံနဲ့ရွှေဖလားမှာမွေးနဲ့သားကိုထဲ့ကကြည်လင်းအေးမြတဲ့ရေတို့နဲ့တူးကိုတူးကြည်နူးစွာလောင်းပက်ကြတဲ့ဓလေ့များကိုရေးဖွဲ့တီးကုန်းထားတာဖြစ်ပါတယ်ရှင်ကုန်းမောင်ခေမြောက်ရီမင်းကြီးဦးဆိုင်ရဲ့လက်ရာတေးတစ်ပုဒ်ဖြစ်ပြီးနေရီစည်းဝါးကိုအသုံးပြုကတည်ငြိမ်ခန့်ညားစွာတီးခတ်တီးဆိုကြရတဲ့သချင်းလေးဖြစ်ပါတယ်ရှင်နားဆင်ခံစားအားပေးကြပါစို့လားရှင်Bye.